Google Audio Book Channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနေကြပါစေခင်ဗျာဒီကနေ့မှလည်းစာရေးသူဆရာလွန်းဟန်ရေးသားထားတဲ့ဗရာလောကစိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်လမ်းဒီလည်းစာရေးဆရာလွန်းဟန်ခွင့်ပြုချက်နဲ့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူမင်းထက်ဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းကောင်းလေးကိုနားတော်တာဆင်အားပေးကြပါဦးနော်ရေစီးကြောင်းအတိုင်းမျောပါသွားကြတဲ့ဗေဒာအုပ်ကိုမမိတ်မတုံကြည့်ရင်ဖိုးခွေးရဲ့လက်တစ်ဖက်ကလေနံနှစ်ဖက်ပေါ်မှာကမ်းလန့်ဖြတ်တင်ထားတဲ့မိန်းမော်တို့အလိုလိုရောက်သွားပါတော့တယ်အခုလိုဒီတက်ချိန်မှာငါးများတာမကမိချောင်းများလဲဝင်လာတတ်ပါတယ်အခုလေဗေဒာအုပ်နဲ့အတူကပ်ပါလာတဲ့မဲမဲအရာကိုမြင်တွေ့လိုက်ရတော့ကြောင့်မိချောင်းထင်မှတ်ပြီးမိန်းကိုအသင့်ပြင်ထားလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ကချောင်းဆက်မှာကွန်ပြစ်နေတဲ့တရွာတဲ့သားစိန်ထွေးအားမိချောင်းဆွဲသားခွဲ့သည်မှာအလောင်းပင်ပြန်မရခဲ့ပါဖိုးခွေးတို့ရွာကအေယာဝတီမြစ်မှခွဲထွက်လာတဲ့ချောင်းလက်တက်တစ်ခုဖြစ်တဲ့အပြင်ရစ်ခွေစီးဆင်းနေတဲ့ရွာတရွာဖြစ်တာနဲ့အညီငါးပစုံကပေါ်ပါတယ်စံစပါအထွက်ကောင်းတယ်ဖိုးခွေးတို့ရွာမှာနေထိုင်ကြသူများကဖိုးခွေးကဲသို့တန်ငါတဲ့ရေလုတ်သားအလုပ်ကိုလောက်ကင်ကြသူများမဟုတ်ကြပါဘူးရံဖန်ရခါမှဟင်းစအတွက်ငါးထိုးမြုံထောင်ကွန်ပြစ်ကြပါတယ်အဓိကလုပ်ငန်းကစံစပါစိုက်ပျိုးခြင်းနဲ့စီးပွားဖြစ်ဘဲမွေးမြူကြပါတယ်ဒါကြောင့်လဲမိချောင်းများကစကြက်တစ်ခုတစ်ဖွဲသတ်မှတ်ထားပြီးဘဲများကိုဝင်ဆွဲတတ်ပါတယ်ချောင်းဆက်မှာရေတောက်ဆင်းတဲ့နွားတချို့အဆွဲခံရပါတယ်ကံမကောင်းရင်လူပါအဆွဲခံရတတ်ပါတယ်ဘဲကဲသို့တတော်ငယ်များဆိုပါကတစ်ချက်တည်းဟပ်ပြီးဝါမျိုးလိုက်တော်လဲခနာကိုကြီးမားတဲ့ကျွဲနွားတလိပ်ဆန်နဲ့လူတို့ကိုကြိုက်ချီပြီးတာနဲ့ရေထဲမှာသုံးလေးပတ်လှည့်ပြီးမလှုပ်ရှားနိုင်စေရန်ပြုလုပ်ပြီးမှရေထဲသို့ဆွဲချတတ်ပါတယ်မိချောင်းဆိုတဲ့တတော်ကိုရေပရင်ဟုတင်စားထားကြတော့လေရေထဲမှာတာမကပဲကုန်းပေါ်မှာပါအန်ရရဲ့ပေးနိုင်ပါတယ်ဥချတဲ့ရာသီဆိုပါကချောင်းဆက်မှခြုံတော်ထဲမှာအတိုက်လုံးတက်သဖြင့်ဘဲเจ้าသူများနဲ့မိချောင်းတို့ပတ်ပင်းတိုးခဲ့ပူးကြပါတယ်ဝမ်းစာရေးအတွက်တန်ငါလုတ်ကိုတာလောက်ကင်နေရတဲ့ဖိုးခွေးအဖို့မိချောင်းရံကိုကြောက်နေလို့မဖြစ်ပါဘူးဒီမြေဒီရေမှာကြီးပြင်းခဲ့သူဖြစ်တဲ့အပြင်မီယိုဖလာတန်ငါလုပ်ငန်းလောက်ကင်နေသူဖြစ်တာကြောင့်ရင်းနေသတော်များအကြောင်းကိုကောင်းကောင်းသိနေခဲ့ပါတယ်ဖခင်ရှိစဉ်ကဖခင်နဲ့အတူအေယာဝတီမြစ်တစ်လျှောက်ပိုက်ချခဲ့ပါတယ်အေယာဝတီသင်္ဘောကြီးများနဲ့မော်တော်များဖြတ်တန်းတဲ့အခါငါးဖမ်းပိုက်ကိုမနှိမ့်မိစေရန်နေလုံးပေါက်ညလုံးပေါက်စောင့်နေရပါတယ်ပိုက်ချထားကြောင်းသိစေရန်တက်ထောင်ပြရပါတယ်ပိုက်မှာအဖြူရောင်ဖော်တုံးများချိတ်ဆွဲထားတော့လေအမတ်တမဲ့နင်းသွားတတ်ပါတယ်ပိုက်ထောင်ရဲ့တန်ဖိုးဟာကြီးမားလွန်းသဖြင့်အပင်မခံပြီးစောက်ရပါတော့တယ်ဖခင်ဆုံးပါသွားပြီးရဲ့နောက်ပိုင်းပိုက်ချရန်ကူမဲ့သူမရှိတော့တဲ့အပြင်မိခင်ကလည်းကျမ်းမာရေးချိုးတက်လာသဖြင့်ပိုက်မချဖြစ်တော့ပဲရွာနီးနားမှာရှိတဲ့ချောင်းများမှာငါးရှာရပါတော့တယ်ချောင်းဆိုတော့လေတင်းငယ်ကျင်းမြောင်းလာတာတော့မဟုတ်ပါဘူးဟင်္ဒရာဖျာပုံဒေတရဲနဲ့အနီးနားမှာအခြားမြို့များသို့ခရီးသည်ပို့ဆောင်ပေးနေတဲ့မော်တော်များပဲ့ထောင်များဝင်ထွက်သွားလာနိုင်တဲ့ချောင်းကျယ်ဖြစ်ပါတယ်ချောင်းဆက်ကမ်းတစ်လျှောက်မှာမြေရိုင်းပင်ရှင်များရှိနေသဖြင့်မိချောင်းများခိုးအောင်နိုင်အတိုက်ပြုတ်လို့နိုင်တာကြောင့်သတိထားပြီးသွားလာရပါတယ်မြစ်ထဲမှာပိုက်မချနိုင်တဲ့အတိုင်းဒီရေတက်ကြကိုစောက်ပြီးချောင်းထဲမှာပိုက်ချရပါတော့တယ်ချောင်းထဲမှာပိုက်ချရတာကလည်းအစင်တော့တိတ်မပြေပါဘူးရာချီတဲ့ဘဲများနဲ့လွတ်ကင်းရ၌သာပိုက်ချလို့ရပါတယ်
ပိုက်မှာမိနေတဲ့ငါးများကဘဲဆဖြစ်သွားတတ်တယ်လို့ဘဲများလည်းပိုက်ကွန်ထဲမှာမိပြီးတေတတ်ကြသဖြင့်ဘဲအုံနဲ့လွတ်ကင်းရ၌သာပိုက်ချရခြင်းဖြစ်ပါတယ်။ဒါဗျာမေမြို့ထဲသွားဖို့ရှိသေးလားဆေးကုန်နေပြီလားမေတရဲစာလောက်တော့ကြံပါသေးတယ်အရေးတကြီးတော့မဟုတ်ပါဘူးကျွန်တော်မသွားဖြစ်လေဘော်တော်ကျုံနဲ့မှားလိုက်လို့ရပါတယ်မေယာဒါအဆင်ပြေတယ်လို့လုပ်ပါအမေအတွက်ခေါင်းနဲ့ထဲ့မထားနဲ့အမေအတွက်ခေါင်းနဲ့ထဲ့မထားနဲ့လို့ဆိုတော့လေဖိုးခွေရဲ့ခေါင်းထဲမှာအချိန်ပြည့်ရှိနေခဲ့ပါတယ်အသက်30အတွင်းသို့ဝင်ရောက်လာတော့လေအိမ်တော်မပြုတ်သေးပဲနာမကျန်းဖြစ်နေတဲ့မိခင်ကိုပြုစုဆော့ရှောက်ခဲ့ပါတယ်မိခင်ကြီးတက်ရှိထင်ရှားရှိနေသေးခြင်းကဖိုးခွေအတွက်အင်အားတစ်ခုဖြစ်နေခဲ့ပါတယ်လာမဲ့မိုးရသည်မတိုင်ခင်အမိုးကမလုံတော့တဲ့တဲကိုပြုတ်ပြင်ခြင်းပါတယ်မိခင်အတွက်စေးဘိုးဝါကလည်းရှိနေပါသေးတယ်အခုတလော900နဲတဲ့ဖြစ်ဖိုးခွေစိတ်ပြတ်နေမိပါတယ်ချောင်းထဲမှာပိုက်ချတာကငါးမြမဆဆမရတဲ့ဖြစ်အရင်ကလိုမြစ်ထဲမှာပိုက်ပြန်ချခြင်းပါတယ်ဖိုးခွေမှာချစ်သူမရှိလို့အိမ်တော်မပြုတ်ခြင်းတော့မဟုတ်ပါဘူးနာမကျန်းဖြစ်နေတဲ့မိခင်ကိုငဲညာပြီးအိမ်တော်မပြုတ်ခြင်းဖြစ်ပါတယ်ဖိုးခွေရဲ့ချစ်သူစန်းစန်းအေးကတရွာရဲသားဖြစ်ပြီးစင်ရဲ့နွမ်းပါသူဖြစ်ပါတယ်စန်းစန်းအေးကိုယ်တိုင်ကလည်းနှခဲပဲ့ခြင်းမိမမုတ်ခြင်းသေးသဖြင့်ငွေကြီးပြည်လဲတဲ့အခါမှာအိမ်တော်ပြုတ်မယ်လို့ပြောဆိုထားပါတယ်ကျွန်တော်အပြင်သွားလောက်မယ်မေပိုက်ချသွားမလို့လားပိုက်ချဖို့နေရာသွားကြည့်မလို့အော်အေးအဆဆရရဂယုဆိုင်တော့သာဟုတ်ကဲ့မေမနက်7 နာရီသာရှိသေးတော့လေတော်တလင်းနေပဇွန်သေးဆိုတဲ့အတိုင်းနေရချစ်ချစ်တော့ပူလွန်းလာပါတယ်လေကိုချောင်းဝါးတို့လော်ခတ်လာစင်မှာရီချိုးစိတ်မှာလက်ပြနေတဲ့တရွာရဲသားမမြင့်မြင့်ကြည်နဲ့ဘဲတိုင်မှအဝဲတိုင်းကိုပီလီတို့ကိုမြင်တွေ့လိုက်ရသဖြင့်လေကိုရေစိတ်တို့ဥတီလိုက်ပါတယ်ဖုတ်ခွေဘာဖြစ်လို့လဲအမဘာမှဖြစ်ပါအောင်နင်းကိုကူညီတောင်းချင်လို့ဘာကူညီတောင်းမလို့လဲကိုပီလီမော်တော်မမီတော့လို့ချောင်းရရကိုလူကြုံခေါ်သွားပေးစမ်းပါဟာရွှေရွာထုံးမော်တော်ဟာဘယ်ချိန်လာကတ်သွားလဲအမမနက်7 နာရီကလေးကလာကတ်သွားတာနင်မသိလိုက်ဘူးလားအဲ့ဒီချိန်ကျွန်တော်အဲ့လိုကောင်းနေတော့ဗျကိုပီလီကညနေမော်တော်နဲ့မပြတ်ဘူးလားဘယ်ဖို့ငွေလာချေတာဖိုးခွေပြန်လိုက်ဖို့ခဏဆောက်ပါဆိုတာမော်တော်စေးရချောင်းအထိပ်မှာကုန်တင်ရင်စောက်မယ်ဆိုလို့လေကြုံစောက်နေတာဒါများကိုပီလီဟာအိမ်ကိုလာခေါ်ခိုင်းလိုက်ရင်ပြီးရောလေကြုံမရှိလို့မော်တော်မမီရင်ဘယ်လိုလုပ်မလဲဗျမမီတော့လေဒီရွာမှာပဲညာအေးရမှာပေါ့ကွာလေပေါ်ရောက်မှစကားပြောကြပါဟဲ့တော့ကြမော်တော်မမီပဲနေဦးမယ်မိပါတယ်အမရာမော်တော်ဟာကုန်တင်တာကြောက်ဦးမှာဗျနေ့လေလောက်မှထွက်မှာမမီရင်လဲနေမှာခေါ်သိလိုက်ဖို့ခွေအမစီမှာပဲအိတ်ခန့်လိုက်ပေါ့ဗျာအဖော်ရတာပေါ့ညဘက်ဆိုရင်တော့မျက်လုံးမဲမြင်ရမှာနော်တေးနာလေးစကားပြောတာအနှောက်လွတ်မသွားမလွတ်နဲ့ဟာဖို့ခွေရတော့ကွာသွားပြီမမြင့်ကြီးရှေ့တစ်ပတ်မှလာတော့မယ်ဟုတ်ကဲ့ကိုဘီလေးရေစိမ့်မှတတားကိုတက်ဖြစ်ထိုး၍လေကိုခွာလိုက်ပြီးချောင်းဝါသို့လော်လာခဲ့ပါတယ်ဘဲဝဲတော်ကိုပီလီယာဖိုးခွေးတို့တရွာလုံးနဲ့ရင်းနှီးပါတယ်ကိုပီလီယာကပ်ပလီလူမျိုးနဲ့အလွန်တူပြီးအသားရောင်နတ်မောင်ပါတယ်ခနာကိုတုတ်ခိုင်ပြီးဗိုက်ရွှဲပါတယ်ငယ်စဉ်ကကဘာကျော်ဘောလုံးသမားပီလီနဲ့တူတယ်ဆိုပြီးပီလီဟုနောက်ပြောင်ခေါ်ဆိုရင်းရနေပီလီလို့အမည်တွင်ခဲ့ပါတယ်အမည်ရင်းကကိုကျော်လင်ဖြစ်တော်လဲကိုပီလီဟုလူသိများပါတယ်ကိုပီလီနဲ့ဖိုးခွေးတို့
ခင်မင်ခဲ့သည်မှာနှစ်တော်ကြာခဲ့ပါပြီကိုပီလီယာအဝဲတော်ပြီးပြီးစကားပြောကောင်းတယ်လို့ရည်စရာမောစရာလည်းပြောတတ်ပါတယ်ဖျားပုံသားကိုပီလီယာဘဲဝဲတော်တယောက်ဖြစ်တယ်လို့စပားဝဲတော်တယောက်လည်းဖြစ်ပါတယ်ကွင်းကိုလည်းအလွန်ကြိုက်ပါတယ်ဘဲလာဝဲတာမဟုတ်လောက်ကိုကြော်လင်ကြက်တွေဘဲတွေကဈေးတွေတက်နေတော့ဒိုင်ဝဲခဏရက်ထားရတယ်ကွာဒိုင်တွေကလည်းရုံမာလိုက်တာဗျာဈေးကြတဲ့ချိန်မှာဝယ်ပြီးတက်ဈေးကိုတော့ပြန်မချချင်ဘူးဒါစီးပွားရေးလေကွာစီးပွားရေးကလည်းလုံငိုလုံပါတယ်ဗျာနေရလဲပူလိုက်တာဖို့ခွေရငါသားတွေမဲကုန်တော့မှာပဲမိသွေးကိုကတ္တရာတုတ်ထားသလိုဖြစ်တော့မယ်ဗျငကူကလေးကမှမျက်လုံးပဲမြင်ရတဲ့ဟာအဲ့ဒီမျက်လုံးကတကူလုံးမှာအလှဆုံးกว่าဖို့ခွေရဘသူအမြတ်မြောက်ပြောလိုက်ပြီလဲကိုပီလီယာညမောင်ထဲမှာမြင်တဲ6တဲ့ထင်ပြီးတော့ထွက်ပြေးကြမှာမင်းဟာတဲကြောက်လို့လားအနေဖားပေါ့ငါတည်ရင်မင်းကိုအရင်ဆုံးလာချောက်မယ်ဟဲ့ကောင်မလုံးနဲ့ကိုပီလီယာမတည်ရင်ကလေးကတော့ဒီလောက်ကြောက်ဖို့ကောင်းနေတာမင်းကလက်မှာတော့တက်တိလို့ထိုးထားပြီးတက်တိနေလိုက်လားဖိုးခေးရဒါလူထေကြည့်အောင်ထိုးထားပါဗျာတခြားတဲရဲဆိုရင်ကြောက်ချင်မှကြောက်မှာကိုပီလီကြတော့မတည်ခင်ကလေးကရုံမြင်တာနဲ့ကြောက်နေပြီဟာငါအသားရောင်နဲ့ရုပ်ရည်ကိုမနာလို့ပြောတာပြောပေါ်ဖို့ခေးရမော်တော်မထွက်ခင်မိအောင်လှော့ကွာမင်းကိုလိုက်ဖို့ခပေးမယ်ခမရမော်တော်ဟာထွက်ပါစေအောင်ရွှေဝါထုတ်မော်တော်ဟာချောင်းဝရွာမှာဘာကြောက်ကြကြရတယ်လဲဆိုတာခမရသိလားကိုပီလီမသိဘူးဘာဖြစ်လို့လဲဖို့ခွေရွှေဝါထုတ်မော်တော်စလီဦးထုတ်ခန့်ရဲ့မရငရချောင်းဝရွာသူဗျအဖဖမင်းပြောမှပဲအကြောင်းရင်းကိုသိရတော့တယ်ဖို့ခွေရေဒါကြောင့်ငါ့ကိုခဏလေးတော့မစောင့်နိုင်တာကိုကျွန်တော်ပြောတာမယုံရင်အဲ့ဒီရောက်တဲ့အခါစုံစမ်းကြည့်မစုံစမ်းတော့ပါဘူးကွာငါလို့တာပဲကောင်းပါတယ်ကွင်းစားမလားဖို့ခွေစားမယ်လေမေးစရာလိုသေးလားဗျာလေဦးကိုကြောပေးထိုင်နေတဲ့ကိုပီလီကဘေးမှာချထားတဲ့လက်ဆွဲကိုဇစ်ဖွင့်လိုက်ပြီးအိတ်ထဲမှာကွင်းရထုတ်ကိုနှိုက်ယူလိုက်စင်မှာတော့လက်ဆွဲအိတ်ထဲမှာပတ်စံထုံများကိုဖိုးခွေးမြင်လိုက်ရပါတယ်လက်ဆွဲရဲ့ပြည့်ရှိနေတဲ့ငွေပမာဏကအနည်းဆုံး3သိန်းကျော်2သိန်းခန့်ရှိလိမ့်မယ်လို့ဖိုးခွေးစိတ်ဖြစ်တွက်ချက်နေကြည့်မိပါတယ်ရော့ဖိုးခွေးဗမာစီအာမွေးနော်ဘာစင်းနေပဲဖြစ်ဖြစ်စားပါတယ်ဗျာဒီကနေဘယ်ကိုဆက်သွားမှလဲကိုပီလီဂျာမဝင်စရာရှိပြီမဲ့မဝင်တော့ဘူးကွာမော်တော်လည်းစောက်မှာမဟုတ်ပတ်စံနေပါလာတော့ညာမိုးချုပ်ရင်တခြားတော့မှမအိတ်ချင်ဘူးမင်းတို့ရွာကတော့ကိစ္စမရှိဘူးကွာမနေ့ဖန်ကြမှာပဲသွားစရာရှိရာတွေကိုပဲတောင်ငါပြီးသွားတော့မယ်ပတ်စံနေဒီလောက်အများကြီးဘာဖြစ်လို့ယူလာရတာလဲဗျာဘဲဖို့ငွေချေစရာရှိတယ်ဆရန်တမ်းမဲ့ဟာတွေရှိတယ်လေကွာပတ်စံနေကငါပတ်စံမဟုတ်ဘူးကွာဒိုင်းရဲ့ပတ်စံပျောက်သွားရင်တော့ရော်ပြီတော့ပဲဟေးပတ်စံဘလောက်တောင်မို့လို့လဲ9သိန်းကျော်တယ်ကွာပျောက်သွားလို့ကတော့ငါ့ရေရောင်းပြီးဆက်တာတောင်လောက်မှမဟုတ်ဘူးငွေ9သိန်းဟုကြားလိုက်ရသဖြင့်ဖိုးခွေးအလန့်တကြားဖြစ်သွားပါတယ်ငွေ9သိန်းကျော်ကနည်းနည်းတော့မဟုတ်ပါဘူးနွားတကောင်3သိန်းကျော်ပေးရတဲ့ချိန်မှာငွေ9သိန်းကခိုင်းနွား4ကောင်ကိုအတာလေးဝယ်နိုင်ပါတယ်ဟာအများကြီးပါလားအေးကွာအန်နေများလို့ငါလည်းမယူချင်ဘူးဒိုင်းကပေးလိုက်တော့လေဘာပြောလို့ရမှာလဲကွာလေကိုလောက်ခတ်နေရတော့လေဖိုးခွေးရဲ့စိတ်တပိတ်ကလောဘနဲ့အဆွေခင်မွန်းဖွဲ့နေကြပါပြီငွေ9သိန်းကျော်ကိုပိုက်ကအခြားနေရာသို့ပြောင်းရွှေ့ပြီးမိခင်ကိုဆေးကုမယ်နွားနဲ့လယ်များဝယ်ယူကာလောက်ကင်စားတော့မယ်ထိုနေရာမှာအခြေကျပြီးဆိုပါကစန်းစန်းကြီးကိုလက်ထပ်ပြီးအေးလူလူနေသွားမယ်လို့တွေးနေမိပါတယ်ချောင်းဝါတို့ရောက်ရန်15မိနစ်ခန့်လှော်ရပါဦးမယ်15မိနစ်အတွင်းစိတ်ကူးထားတဲ့ကိစ္စကိုအကောင့်ထဲဖော်နိုင်ပါကဘဝတစ်စစ်ချိုး
ပြောင်းသွားနိုင်ပါတယ်ငွေ9သိန်းကျော်ကိုပိုင်ဆိုင်ဖို့ဆိုဒီမှာဖိုးခွေဖို့အိမ်မက်ပင်မမက်ခဲ့ဘူးပါရိုးသားဖြစ်ရှာဖွေပြီးငွေတသိန်းစုမိဖို့ဆိုတာကဒီတစ်သက်လုံးဝမဖြစ်နိုင်ပါဘူးလေကိုအားဆိုင်လော်နေရမှာတက်ကိုမားလိုက်ပြီးကန်းဆက်တစ်လျှောက်ကိုကြည့်လိုက်ပါတယ်ချောင်းကန်းဆက်မှာမြက်ပင်ရှည်များကျူပင်များကလွဲပြီးတော့တက်ရှိတတော်ဝါအရေးရောင်ဟူ၍ခွေးတကောင်ကိုပင်မမြင်တွေ့ရပါဖိုးခွေးနေထိုင်တဲ့ရွာနဲ့ချောင်းဝါကြားမှာရွာဟူ၍မရှိပဲလဲဆောက်တဲတလုံးစနှလုံးစလောက်သာရှိပါတယ်အဲ့ဒီလဲဆောက်တဲများကလည်းချောင်းဆက်နဲ့အတန်ငယ်ဝေးကွာကြပါတယ်အချိန်ရှိခိုင်းလုံးလစိုက်ထုတ်ရန်ကိုပီလီရဲ့အခြေအနေကိုမတိမတာကဲခတ်လိုက်ပါတယ်ကိုဝါရင်စင်းစာအဖြစ်လှုပ်ရှုပ်နေတဲ့ကိုပီလီကပဝင်းကျင်ကိုပင်မေးလျော့နေပါတယ်ဖိုးခွင်းနဲ့လည်းခင်မင်နေတဲ့အပြင်ယုံကြည်စိတ်ချသဖြင့်ဘေးမှာချထားတဲ့ငွေထည့်ထားတဲ့အိတ်ကိုပင်ဇစ်ပြန်ပိတ်ထားခြင်းမရှိခဲ့ပါအိတ်ထဲမှာငွေအထက်လိုက်ကိုမြင်နေရသဖြင့်ဖိုးခွေးရဲ့လောဘအမှောင်မိုက်ကစင်ကြယ်တုံတရားကိုဖုံးကွယ်သွားပါတော့တယ်ကိုပီလီရဲ့နောက်ဆေးကိုလှော်တက်ဖြစ်3-4ချက်ဆင်းရိုက်ပြီးအားကုန်လွှဲရိုက်လိုက်တော့ကြောင့်ကိုပီလီအတန်မထွက်နိုင်ပဲခေါင်းငိုက်ဆိုင်ကျသွားပါတော့တယ်ကိုပီလီရဲ့ခေါင်းမှာသွေးများဒလဟောထွက်လာပြီးခနာကိုကတဆက်ဆက်တုံကငြိမ်သက်သွားပါတော့တယ်လောဘဇောနောက်သို့လိုက်မိ၍သာလှုပ်ခဲ့ရတော့လဲလူတယောက်ကိုသွေးထွက်တန်ရုပ်ဖြစ်အောင်ပင်မလုပ်ခဲ့ဘူးသဖြင့်ဖိုးခွေးကြောက်လန့်လာပါတယ်စိတ်မလုံတော့ကြောင့်ပဝင်းကျင်ကိုကြည့်လိုက်တဲ့အခိုက်မှာတိတ်ဆိတ်ရင်တက်ပြီးလူသူကင်းမဲ့တဲ့နေရာဖြစ်နေသဖြင့်အနှဲငယ်စိတ်သက်သာရသွားခဲ့ပါတယ်ကိုပီလီတေးတာမတေးတာကိုမသိတော့လဲယခုတိုင်ထား၍လဲမဖြစ်နိုင်သေးပါကွန်ပျူတာလေးများလဲချောင်းထဲမှာသွာလာတက်တာကြောင့်ကိုပီလီယာလက်စဖျောက်ပြစ်ရန်အမြန်စီစဉ်ရပါတော့တယ်ကိုပီလီဝစ်စင်ထားတဲ့ဆွဲချိုးနိုင်နဲ့လက်စွပ်များကိုအမြန်ချွတ်ယူလိုက်ပြီးအလောင်းအားမြက်တော်ထဲမှာဖွက်ထားရန်လေဦးကိုချောင်းကန်းဆက်သို့ထိုးတင်လိုက်စင်မှာမြက်တော်ထဲမှထိုးထွက်လာတဲ့အတန်ကိုကြားလိုက်ရသဖြင့်လူသူထင်မဲ့ပြီးကြောက်လန့်တုန်လှုပ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းမြက်တော်ထဲမှထွက်လာတဲ့အရာကလူသူကျွဲနွားမဟုတ်ဘဲအရှိ10ပေကျော်ခန့်ရှိတဲ့မိချောင်းတစ်ကောင်ဖြစ်နေပါတယ်မိချောင်းကချောင်းရည်ထဲသို့မဆင်းသေးပဲချောင်းဆက်မှငြိမ်သက်နေပြီးရန်သူအခြေအနေကိုစောင့်ကြည့်နေပုံရပါတယ်ဖိုးခွေးရဲ့လေနဲ့မိချောင်းရဲ့အကွာဝေးက10ပေတာမြတာရှိပါတယ်ထိုအချိန်မှာဖိုးခွေးရဲ့ခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့ပါတယ်ကိုပီလီရဲ့လောင်းကိုရေထဲသို့ပစ်ပြီးမိချောင်းစာကျွေးလိုက်ပါကလက်စဖြောက်ပြီးသားဖြစ်သွားပါလိမ့်မယ်တွေးထားတဲ့အတိုင်းကိုပီလီရဲ့ခနာကိုဟာဂျိုင်းကြားမှဆွဲမှပြီးတော့လေပေါ်မှာတွန်းချလိုက်တော့လေရေထဲသို့ကျမသွားသေးပဲလေနံပေါ်မှာကိုတစ်ပိုင်းတင်နေပါသေးတယ်အဲ့ဒီအချိန်မှာမိချောင်းကရေထဲသို့အသာဆင်းသွားပြီးငုံရှိုးသွားသဖြင့်ဖိုးခွေးလည်းအချိန်ဆွဲမနေတော့ပဲကိုပီလီရဲ့ခြေထောက်ကိုဆွဲမြောက်ပြီးတော့ရေထဲသို့ပြစ်ချလိုက်ပါတော့တယ်လေနံဘေးမှာရုတ်တရက်ပေါ်လာတဲ့မိချောင်းခေါင်းကြီးကိုမြင်လိုက်တဲ့ဖြင့်ဖိုးခွေးအလံတကြားអော်လိုက်စင်မှာမိချောင်းကအမီကိုရေပေါ်သို့တစ်ချက်ရိုက်ချလိုက်ပြီးလေနံပေါ်မှာကိုတစ်ပိုင်းတင်နေတဲ့ကိုပီလီရဲ့ခါးလဲမှာကိုက်ချီပြီးရေပေါ်မှာ3-4ဘက်လှည့်ပြီးငုံရှိုးသွားပါတော့တယ်ကိုပီလီယာမိချောင်းဆွဲချသွားတဲ့အချိန်မှာလေယာတစ်ဖက်သို့ဆောင်းပြီးတိမ်းမှောက်သွားသဖြင့်ဖိုးခွေးနဲ့အတူဗဆန်များထည့်ထားတဲ့အိတ်လဲရေထဲသို့ကျသွားပါတော့တယ်မိချောင်းကိုက်မာကိုကြောက်တော်လဲလောဘစိတ်ကြောင့်ရေပေါ်ပေါ်နေတဲ့ငွေအိတ်ကိုအမီးရဆယ်ယူပြီးတော့ကန်းဆက်ပေါ်သို့တက်ပြေးသွားပါတော့တယ်ကိုပီလီယာမိချောင်းဆွဲသွားတဲ့သတင်းဟာချက်ချင်းဆိုလိုပြန့်နှံ့သွားပြီးဖိုးခွေးထံသို့သတင်းလာမေးကြပါတယ်ကိုပီလီယာမိချောင်းဆွဲသွားခဲ့တာဟုတ်မှန်နေသဖြင့်အမှန်တိုင်းပြောဆိုတော်လဲဖြစ်ရအမှန်ကိုတော့မူသား3ကလုံးဆက်ခင်းပြီးပြောဆိုပါတော့တယ်ကိုပီလီယာကျွန်တော်နဲ့စကားပြောနေရင်ကနေလေနံဆောင်ကနေ
ရေကိုလက်ခုပ်နဲ့ခတ်ပြီးပလုတ်ချင်းတယ်အဲ့ဒီအချိန်မှာပဲလှေနဲ့နားကနေမိချောင်းကြီးပေါ်လာပြီးကိုပီလီကိုဆွဲချသွားတာဗျလှေမောက်သွားတော့ကျွန်တော်လည်းကမ်းပေါ်တက်ပြီးပြေးခဲ့တယ်ဟာကိုပီလီတနာပါတယ်မင်းလည်းကံကောင်းလို့လွတ်လာတာကွာဖိုးခွေးရနောက်တစ်ကောင်သာရှိသေးရင်မင်းလည်းကြိုက်ခံရမှာဖိုးခွေးပြောပြသမျှကိုတရွာလုံးကယုံကြည်ကြသဖြင့်ဖိုးခွေးစိတ်သက်သာရခဲ့တော်လဲမလုံမလဲဖြစ်နေမိပါတယ်ဖွက်ထားတဲ့ငွေအိတ်နဲ့လက်ဝတ်လက်စားများကိုလည်းတယောက်ယောက်မြင်တွေ့သွားမှာကိုစိုးရိမ်နေပါတယ်နောက်တစ်ရက်နေ့လယ်မှာဘဲထိုင်ကိုမြင့်စိုးနဲ့ရဲများရောက်လာကြပြီးဖိုးခွေးတို့ရွာမှာရွာခံများနဲ့အတူကိုပီလီရဲ့အလောင်းကိုဝိုင်းဝန်းရှာဖွေကြတော့လေကိုပီလီရဲ့အလောင်းကိုမတွေ့ပဲချောင်းဝမရောက်မီကန်ဆက်ပေါ်မှာမောက်ခုံတင်နေတဲ့ဖိုးခွေးရဲ့လှေကိုသာရှာဖွေတွေ့ရှိခဲ့ပါတယ်များပြားတဲ့ငွေကြေးများနဲ့အတူပျောက်ဆုံးသွားတဲ့ကိုပီလီယာမိချောင်းဆွဲခံရခြင်းဟုတ်မဟုတ်ကိုအသေးချာသိလိုကြသဖြင့်ကိုမြင့်စိုးတို့ဖွဲ့ရာဖိုးခွေးတို့ရွာသို့3-4ရက်ဇက်တိုက်လာရောက်ကချောင်းရိုးတစ်လျှောက်နေ့စဉ်ရှာဖွေကြပါတယ်ကိုပီလီပျောက်ဆုံးနေတဲ့လေးရမြောင်းနဲ့မနက်ပိုင်းရေကျချိန်မှာဖိုးခွေးတို့ရွာမှကိုလာထွန်းဆိုသူဟာချောင်းကန်ဆက်ပေါ်မှာတင်နေတဲ့ကိုပီလီရဲ့ရုပ်အလောင်းအားတွေ့ရှိခဲ့ပါတော့တယ်ဦးမြင့်စိုးနဲ့ရဲတပ်ဖွဲ့ဝင်များရောက်လာကြတဲ့အခါမှာအလောင်းတွေ့ရှိတဲ့နေရာသို့တွားရောက်ကြည့်ရှုကြပါတော့တယ်ခနာကိုအောက်ပိုင်းနဲ့ဘယ်ဘက်လက်မရှိတော့ပဲအပေါ်ပိုင်းတစ်ပိုင်းသာကျန်တော့တဲ့ကိုပီလီရဲ့အလောင်းကိုရုပ်ပြက်ဆင်းပြက်မြင်တွေ့လိုက်ကြရပါတော့တယ်အဲ့ဒီအခါမှာကိုပီလီကမိချောင်းကြိုက်ခံရသည်မှာဒေဂျာချောင်းဦးမြင့်စိုးတို့လက်ခံလိုက်ကြပါတယ်ပြီးတော့ကိုပီလီရဲ့အလောင်းကိုရဲတပ်ဖွဲ့ဝင်များကအသေးချာစစ်ဆေးပြီးပြန်တည်သွားကြပါတယ်ကိုပီလီတည်ဆုံးခဲ့ခြင်းကထိုနေ့မှာအပီးတက်သွားခဲ့တော်လဲဖိုးခွေးအတွက်တော့အပီးမတက်ခဲ့ပါအိမ်မက်ဆိုးများမြင်မဲ့သဖြင့်ဖိုးခွေးလန့်နိုးသွားရပါတယ်တကိုယ်လုံးချွေးများရွှဲဆို့နေသောကြောင့်အိမ်ယာမှထထိုင်ကစွတ်ကြဲကိုချွတ်ပြီးချွေးတုပ်လိုက်ပါတယ်အချိန်တိုင်းညီများရှိကြောင်မသိတော့လဲတရွာလုံးတိတ်ဆိတ်နေသဖြင့်ညီလေကြော်လောက်ရှိပြီဟုဖိုးခွေးတွက်ဆလိုက်ပါတယ်အိမ်မက်ထဲမှာကိုပီလီရဲ့ကိုယ်တစ်ပိုင်းပြက်ကြီးဟာအနောက်မှပြေးလိုက်ပြီးသူ့ရဲ့လက်ဝက်လက်စားများနဲ့ငွေအိတ်ပြန်ပေးရန်အော်ဟစ်နေပါတယ်ကြောက်ကြောက်လန့်လန့်ဖြစ်ပြေးလွှားနေတော့လဲထိုနေရာသို့သာပြန်ရောက်နေပါတယ်မကြမီကိုပီလီရဲ့ခနာကိုထပ်ပိုင်းပြက်ကြီးဟာဖိုးခွေးအနားသို့ရောက်လာပါတော့တယ်မျက်လုံးများကငါးများကိုက်ဖောက်စားထားသဖြင့်ဟောက်ပတ်ဖြစ်နေပြီးထပ်ပိုင်းပြက်နေတဲ့ခနာကိုမှဦးများတွဲလောင်ကျနေပါတယ်ကိုပီလီကိုတောင်းပန်တော့လဲကိုပီလီကခွင့်မလွတ်ဖဲလေပင်ကိုညှစ်ထားသောကြောင့်ရုံးကန်အော်ဟစ်ရင်လန့်နိုးလာခဲ့ပါတယ်ပြန်၍အိမ်မရတော့သဖြင့်ရေတစ်ခွက်ထတော့ပြီးတဲပရင်ပေါက်ကိုဖွင့်ကာအပြင်သို့ကြည့်လိုက်ပါတယ်လာရောင်ကြောင့်ပဝင်းကျင်တစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်လေးငိမ့်နေသဖြင့်သေးရွယ်များလည်းငိမ့်သက်နေပါတယ်ကိုပီလီရဲ့လောင်းကိုတွေးရှိပြီး3ရက်မြောက်တဲ့ယနေ့အထိပိုက်မချပဲအိမ်တွင်းအောင်းနေခဲ့ပါတယ်ကိုပီလီယာလောဘစိတ်ကြောင့်တတ်ခဲ့မိတဲ့အတွက်စိုးရင်စိတ်တို့ကလည်းအချိန်တိုင်းကြီးစိုးနေပါတယ်ကိုပီလီရဲ့အလောင်းကိုမြင်တွေ့ခဲ့စဉ်မှစပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ကိုပီလီရဲ့အလောင်းကိုမျက်လုံးထဲမှဖျောက်ပြစ်လို့မရနိုင်ခဲ့ပါအခြေအနေငြိမ်သက်သွားပြီဆိုတော့လေငွေအိတ်ကိုသွားမယူရသေးသဖြင့်ငွေအိတ်ကိုတရားရောက်မြင်တွေ့သွားမှာကိုလည်းစိုးရိမ်နေပါတယ်တစ်ဖက်ကစိုးရိမ်ကြောက်လန့်မှုများရှိနေတယ်လို့တစ်ဖက်မှာလည်းငွေ9သိန်းအားမြည်တို့သုံးချရမည်ကိုတွေးတောနေပါတယ်ယခုရက်ပိုင်းအတွင်းရွာမှပြောင်းရွှေ့သွားပါကဒိုလောထင်မြင်ကြပါလိမ့်မယ်အခြေချမဲ့ရွာတစ်ခုကိုရှာဖွေရပါဦးမယ်တခြားရွာသို့ပြောင်းရွှေ့နေထိုင်မယ်ဆိုပါကအကျိုးအကြောင်းမင်းမြတ်စုံစမ်းကြမယ်မိကွန်းများကိုလည်းမြည်တို့ပြန်ဖြေရမှာကိုကြိုတင်စဉ်းစားထားရပါတော့မယ်6 လခန့်စောက်ဆိုင်ပြီးအကြောင်းတစ်ခုခုပြပြီးပြောင်းရွှေ့မယ်လို့
ဖိုးခွေဆုံးဖြတ်လိုက်ပါတယ်ညနေရီတိုးချိန်မတိုင်ခင်ကတည်းကပိုက်ချပြီးလေပေါ်မှာတတောက်တတလှဲနေလိုက်ပါတယ်ချောင်းဝအနီးမှာပိုက်ချထားသဖြင့်ချောင်းဝရွာအလူမနက်မှဖွင့်ထားတဲ့တွန်လေးသိမ့်တဲ့သချင်းဟာလေနဲ့တူပြန်လွင့်လာပါတယ်မနက်လာမလားဆိုနေ့လေရောက်မှလားဆိုညနေချိန်လာမလားလို့ဗျာများနေစရာမလို့လေပေါ်မှာလဲလျောင်းရင်တွန်လေးသိမ့်တဲ့သချင်းကိုအာလုတ်တန်ဖြစ်လိုက်ဆိုနေတဲ့ဖိုးခွေရဲ့မျက်နှာပေါ်မှာပြုံးရောင်တန်းနေပါတယ်မနေ့ကနေ့လေကလေးကငွေကိုဖွက်ထားခဲ့တဲ့နေရာမှာတွားယူပြီးတော့လုံခြုံစိတ်ချတဲ့နေရာမှာသိမ်းစီထားခဲ့ပါပြီငွေ9သိန်းကျော်နဲ့တစ်ချက်သားကျော်ဆွဲကြိုးတကုံးငါးမှုသားခန့်ရှိမဲ့လက်စွပ်တကွင်းဟာဖိုးခွေရဲ့ဘဝကိုပြောင်းလဲပြစ်နိုင်ပါတယ်စိတ်ဘာလဲဖိုးခွေငါမှပတ်စံရှိရင်နေတကယ်ယူမလားပတ်စံရှိရင်တော့ယူမှာပေါ့ဟဲ့နင်ကပတ်စံတော်တော်မှတ်တာပဲပတ်စံမှတ်တာငါတယောက်တည်းမဟုတ်ဘူးလူတိုင်းပတ်စံမှတ်ကြတာပတ်စံမရှိပဲလင်းယူတောင်းမွေးမှတော့မွဲကျင်တဲ့ခွေးပြာပုံတိုးတိုးလို့ဖြစ်မှာပေါ့ဟဲ့ဖိုးခွေရဲ့ငါလှုပ်စူးစမ်းပါမယ်လေရီနွားရီပိုင်အောင်လုပ်မယ်ဟမ်နင်လေရီနွားရီပိုင်တဲ့ချိန်ဆိုရင်ငါလည်းအမေအိုကြီးဖြစ်နေလောက်ပြီနင်ကငါ့ကိုထင်သေးရလားစန့်ကြီးအထင်တော့မသေးပါဘူးနင်မန်းတဲ့ပုံတိုင်းဆိုရင်ငါတို့အဖိုးရဲ့အမေအိုကြီးဖြစ်တော့မှပဲယူကြရတော့မယ်ပုံပဲနင်စောက်ကြည့်နေလိုက်ပါစန့်ကြီးရာနောက်တော့မှကိုဖိုးခွေးဆိုပြီးတော့အတင်းတွေ့တာရလိမ့်မယ်အမေအပြောရတော့ရွှေမှန်ပဲကတော့မှချုံဝဲမှမကားမိစေနဲ့နော်ဖိုးခွေးကိုစောက်ကြည့်လိုက်စမ်းပါဟာဖိုးခွေးတယောက်တနေကုန်တနေကန်ပိုက်ချနေရခြင်းကအလုတ်ကိုစူးစားလောက်ကင်နေကြောင်းလူသီးဖို့အတွက်သာမကငါးမြမဆက်ဆက်ရဖို့လည်းဖြစ်ပါတယ်ငါးမြမရဖို့ကဖိုးခွေးအတွက်ရေးကြီးပါတယ်ငါးတိုင်သို့ငါးမြမသွင်းနိုင်ရင်ပတ်စံမြည်သည့်နေရာမှာရကြောင်းတက်တည်ပြနိုင်ပါလိမ့်မယ်ချောင်းဝရွာနီးမှာပိုက်ချတဲ့အတွက်လူတော်တော်များများကဖိုးခွေးပိုက်ချနေကြောင်းမြင်တွေ့နိုင်ပါတယ်အရင်ကရွှေဝါထွန်းမော်တော်နဲ့အခြားမော်တော်များချောင်းထဲသို့ဝင်လာရင်မတိကျိုးကျုံပြူတတ်တော်လဲအခုခါမှာတော့မော်တော်ပေါ်ပါလာတဲ့ရွာမလူများနဲ့အခြားနီးနားမှရွာမလူများမြင်တွေ့စီရန်တက်ထောင်ပြလက်ထောင်ပြနေခဲ့ပါပြီလာဆန်းလာပြည့်လာဆုပ်ရည်များမှာငါးမမဲရတတ်တာကြောင့်တနေ့လုံးတညလုံးပိုက်ချရပါတယ်ပိုက်ချထားပြီးပြစ်ထားရင်လည်းမရသေးပါပိုက်ဖော်ပြီးငါးခိုးကြတဲ့တခိုးများနဲ့ပိုက်တခိုးများရန်ကလည်းရှိနေသေးသဖြင့်စောင့်ကြည့်နေရပါတယ်အခုအသုံးပြုနေတဲ့ငါးဖန်ပိုက်ကဖခင်ရဲ့အမွေးနေ့မို့ဖိုးခွေးတန်ဖိုးထားပါတယ်ဟေးဖိုးခွေးနာမည်ခေါ်တန်ကြားလိုက်သဖြင့်လဲလျောင်ပြီးအတွေးနယ်ချက်နေရမှာခေါင်းထောင်ကြည့်လိုက်ပါတယ်အော်အဘချောင်းဝရွာမှာကျေးရွာဥက္ကဋ္ဌဦးသိန်းတန်ကိုမြင်လိုက်ရသဖြင့်ကြပြားကြရာထားထိုင်လိုက်ပါတယ်ဦးသိန်းတန်ကဖိုးခွေးရဲ့လှေအနီးသို့လှော်လာပြီးလေချင်းပူးကပ်လိုက်ပါတယ်ပိုက်ချနေရလားဖိုးခွေးဟုတ်တယ်ဗျဘယ်သွားမလို့လဲမင်းတို့ရွာကိုသွားမလို့ကွာတို့ရွာမှာမနှက်ဖြန်အလူရှိရလေကွာအဲ့ဒါမင်းတို့ရွာကဥက္ကဋ္ဌဖေဆိုးတို့ကိုညာရီဖို့သွားခေါ်မလို့မင်းလဲလာခဲ့လေကွာလာတော့လာချင်ပါတယ်ဗျာပိုက်ချထားတော့လာဖို့မဖြစ်နိုင်ဘူးဗျာအေးမော်ကွာအစင်ပြေရင်တော့ညစာလာစားကွာဟုတ်ကဲ့ပါလောလောဆယ်ကွင်းပိုင်ပေးခဲ့ပါဦးအေးပါတယ်ကွာအကုံသားယူထားလိုက်တော့ညစာအတွက်ထမင်းမပါဘူးလားဖုတ်ခွေလှေထဲမှာလဲဘာမှမတွေ့ပါလားမနက်စာစားပြီးကြရထွက်လာတော့ညစာယူဖို့အဆင်မပြေဘူးဗျာဒီလောက်စ조사နေပုံထောက်ရင်တော့မိမယူဖို့ပတ်စံစုနေပြီထင်တယ်ဟုတ်လားဖုတ်ခွေအဘလည်းဗျာ
ငါသွားမယ်ဟေးဟုတ်ကဲ့ပါချောင်းဝကြီးရွာဥက္ကဋ္ဌဦးသိန်းနန်းထွက်သွားတဲ့အခါကွင်းတရားကိုပစောင်းထဲသို့ထည့်လိုက်ပြီးတွန်လေးသိန်းနန်းတချင်းကိုနားထောင်ပြီးတော့အတွေးများကိုဖြန့်ကျက်လိုက်ပါတယ်လေဝမ်းအောက်မှာတရုတ်တို့တိုးတန်ကြောင့်ဖိုးခွေမျက်လုံးများဖွင့်ပြီးနားဆွင့်လိုက်ပါတယ်ကောင်းကင်ကြီးကိုမောကြည့်ပြီးအတွေးနေချက်နေရမှာမြည်သည့်ချိန်ကအိပ်ပျော်သွားမှမသိလိုက်ပါချောင်းဝရွာမှာလော့စပီကာတန်ပင်တိတ်သွားခဲ့ပါပြီတရုံတုံးနဲ့လေဝမ်းအောက်မှအတန်ကရေစိမ့်နဲ့တူမျောပါလာတဲ့တစ်ကိုင်းတစ်ခုခုကိုလေဝမ်းအောက်မှညှိတွယ်နေပြီးရေလုတ်တဲ့အခါတိုင်းလေဝမ်းကိုရိုက်ပုတ်နေတယ်လို့ဖိုးခွေထင်မှတ်ထားလိုက်ပါတယ်ကောင်းကင်သို့မောကြည့်လိုက်တဲ့အခါ80ကျဲကအမီးထောင်နေသဖြင့်တကောင်းကျော်အချိန်သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်အမေဖိုးခွေတို့ကံကောင်းတာပဲအဘဦးသိန်းနံလာဖို့သွားထင်တယ်လေပေါ်မှာတက်တားထုတ်တန်းပေါ်မှာတင်ထားတဲ့ထမင်းထုတ်ကိုမြင်လိုက်ရသဖြင့်ဖိုးခွေသဘောကျသွားပါတယ်ထမင်းထုတ်ကိုယူပြီးထီကြည့်လိုက်တဲ့အခါငချောက်ကြောင်နဲ့ငပီထောင်းကိုတွေးလိုက်ရသဖြင့်မိခင်ရဲ့လက်ရမှန်းသဘောပေါက်လိုက်ပါတယ်ဘိုက်ကလည်းစားနေသဖြင့်ချောင်းရည်နဲ့လက်ဆေးပြီးပလုတ်ပလောင်းစားလိုက်ပါတယ်ထမင်းစားပြီးရဲ့နောက်ထမင်းထုတ်ကိုလွှင့်ပစ်လိုက်ပြီးချောင်းရည်နဲ့လက်ဆေးလိုက်ပါတယ်လက်ဆေးပြီးပလုတ်ကျင်းနေစဉ်မှာလေနံဘေးမှမဲမဲထထန်တစ်ခုကိုမြင်လိုက်ရသဖြင့်လက်ကိုအမြန်ရုပ်ပြီးလေဝမ်းထဲမှမိန်းကိုလှမ်းယူကာမဲမဲထထန်ကိုချိန်ရွယ်ထားလိုက်ပါတယ်မိချောင်းဆိုပါကအမီးနဲ့ရိုက်ချနိုင်တာကြောင့်ဘယ်ပိုင်းနဲ့ထိုင်နေရမှလေဝမ်းအောက်သို့ပြောင်းထိုင်လိုက်ပြီးကိုဝတ်ထားလိုက်ပါတယ်။ဟုံးခနဲ့ရေပေါ်သို့အချိန်ဖြစ်တက်လာတဲ့အရာကိုမြင်လိုက်ရတဲ့အခိုက်မှာမိန်းနံကိုလက်မကန်ရင်အလန့်တကြားអော်လိုက်ပါတော့တယ်။ရေပေါ်မှာပေါ်နေတဲ့အရာကဖိုးခွေရဲ့လှေပေါ်သို့တက်လာသဖြင့်လက်ထဲကမှိန်ဖြစ်အဆက်မပြတ်ထိုးနှက်နေတော့လဲအချင်းကြီးဖြစ်နေပါတယ်။ကိုဘီလီကျွန်တော်တောင်းပန်ပါတယ်ဗျာမိန်းကိုပြစ်ချပြီးလောက်ချီတောင်းပန်နေတဲ့ဖိုးခွေဟာလေပေါ်သို့လက်တစ်ဖက်ဖြစ်တွေ့တက်ရန်မျက်လုံးဟောက်ပတ်ဖြစ်လမ်းကြည့်လိုက်တဲ့အရာကကိုတစ်ပိုင်းပြတ်နေတဲ့ကိုပီလီဖြစ်နေပါတယ်ကိုပီလီနဲ့ဝင်းနဲ့သမျှဝေးရန်လေဝမ်းထဲမှာပဲ့ပိုင်းသို့အမြန်သွားရပါတော့တယ်ရှင်ကြီးခိုးပါတယ်ဗျာကျွန်တော်မှားခဲ့ပါတယ်ဖိုးခွေကတောင်းပန်နေတော့လေကိုပီလီကလေပေါ်သို့ရောက်နေပါပြီအော်ဂလီဆန်စရာကောင်းလောက်အောင်ပုံးဟောင်နန်းဆောင်နေတဲ့အပုံနှံကဖိုးခွေရဲ့နှာခေါင်းထဲသို့တိုးဝင်နေကြပါတယ်လေဝမ်းထဲမှာမောက်လျက်သားဖြစ်ဖိုးခွေဘက်သို့ကြည့်နေတဲ့ကိုပီလီနဲ့ညနေချင်းမဆိုင်ရဲ့သဖြင့်ညလုံးကိုစုံမိတ်ပြီးလှုပ်ချီတောင်းပန်နေရပါတယ်ဖိုးခွေရဲ့အတန်ကတုံရင်နေတယ်လို့တကူလုံးလဲနက်ပူးတကယ်သို့တုံနေပါတော့တယ်ဖိုးခွေနာမည်ခေါ်တန်ကြားလိုက်တဲ့ဖြင့်မျက်စိကိုမရဲတရဲဖွင့်ကြည့်လိုက်တဲ့အခါလေဦးဘတ်သို့လှည့်ကာဖိုးခွေကိုကြောပေးပြီးတစ်သားတန်းမှထိုင်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရပါတယ်ထို့သူကတော့ကိုပီလီဖြစ်ကြောင်းဖိုးခွေသိနေပါတယ်ဖိုးခွေဗျာကိုပီလီငါဘလို့ကြောက်တည်ခဲ့တယ်ဆိုတာပြောပြနိုင်မလားဗျာကိုပီလီပြောတဲ့စကားကိုကြားလိုက်ရတဲ့ခိုက်မှာဖိုးခွေအံ့အားသင့်သွားပါတော့တယ်ကိုပီလီကညီတို့မိဘတည်ဆုံးခဲ့တာကိုမသိတာလားတီလီယာနဲ့မေးတာလားဆိုတာကိုတော့ဖိုးခွေမသိပေမဲ့သူကိုယ်တိုင်ကညီတို့တည်ဆုံးခဲ့ကြောင်းကိုသိလို့တဖြစ်မေးမြန်းနေခြင်းကြောင့်ဘလို့ပြန်ဖြေရမှာကိုဖိုးခွေအလင်းမြန်စဉ်းစားလိုက်ပါတယ်ဟုတ်မိချောင်းဆွဲသွားလေမိချောင်းဆွဲတာဟုတ်လို့လားဖိုးခွေဟုတ်ပါတယ်ငါကိုတစ်ပိုင်းကဘယ်ရောက်သွားတာလဲမိချောင်းစားသွားတာဖြစ်နိုင်တယ်ငါပတ်စံအိတ်ကိုတွေးမိလားဖိုးခွေဟဲ့မတွေးမိဘူးလေမောက်သွားလို့ကျွန်တော်လဲကြောက်နဲ့ကမ်းပေါ်တက်ပြေးသွားတာဖိုးခွေမင်းကငါယုံကြည်ခဲ့တယ်
မင်းကလောဘဇောတိုက်ပြီးယုံကြည်မှုကိုခုတုံးလုပ်ခဲ့တယ်ကျွန်တော်ဘာမှမလုပ်ပါဘူးဗျာမလိန်နဲ့ဖုတ်ခေငါ့ကိုအနောက်ကနေလှော်တက်နဲ့ရိုက်တတ်တာငါသိတယ်ဗျာဘယ်နှချက်ရိုက်ခံလိုက်ရတယ်လဲဆိုတာငါမသိဘူးဒုတိယအချက်ထိငါသတိရှိနေသေးတယ်ဖုတ်ခေဗျာပတ်ဆက်အိမ်နဲ့ငါလက်ဝက်လက်စားတွေဘယ်မလဲဖုတ်ခေကျွန်တော်မယူပါဘူးဗျာမင်းကလူယုံမှာပဲကြောဖေးထားရမှာခေါင်းကိုနောက်သို့လှည့်ပြီးကြည့်လိုက်တဲ့ဖြင့်ဖိုးခွေစပင်မွေးများထောင်ထားပြီးစီးများထွက်ကြလာပါတော့တယ်ငါကိုတေးသေးချာချာကြည်စမ်းဖိုးခွေကိုပီလီကိုမကြည်ရတဲ့ဖြင့်မျက်လုံးမှိတ်ထားရမှာကိုပီလီကကြည်ခိုင်းနေတဲ့ဖြင့်မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တဲ့အခါကိုတစ်ပိုင်းပြက်နေပြီးမျက်လုံးဟောက်ဘက်ဖြစ်နေတဲ့ကိုပီလီရဲ့မျက်နှာကဖိုးခွေရဲ့မျက်နှာရှေ့တဲ့မှာရောက်နေတာကိုမြင်လိုက်ရတဲ့ဖြင့်ငဲတန်ပေါင်အော်ဟစ်ကတတိလစ်သွားပါတော့တယ်ဟဲ့ကောင်ဖိုးခေအရက်မူးနေသလားတေများနေသလားဟဲ့ဖိုးခွေရက်တော့တာတခါမှမမြင်ဘူးပါအောင်အေးစူးစူးညံ့ညံ့အတန်များကြားလိုက်တဲ့ဖြင့်ဖိုးခွေမျက်လုံးဖွင့်ကြည့်လိုက်ပါတယ်ပချလဲဝိုင်းနေတဲ့လူများကိုအလင်းအောင်မသေးမကွဲဖြစ်မြင်လိုက်ရတဲ့ဖြင့်လူလဲထားလိုက်ပါတယ်ဟေ့ကောင်ဖိုးခွေဗျာမင်းဘာဖြစ်နေရလဲကျွန်တော်ဟေ့ကောင်တောင်းနဲ့ဘာဖြစ်နေရလဲကံကောင်းလို့မိချောင်းအဆွဲမခံရတာလေပေါ်မှာမှောက်ခုံရင်းနဲ့ကျွန်တော်တစ်ဖက်ကရေထဲကျနေတယ်ဖိုးခွေအသီးစိတ်ကိုပြန်စူးစီးလိုက်တဲ့အခါမင်းညကဖြစ်ပျက်တို့ကိုပြန်သတိရလာပါတယ်အနားမှာဝိုင်းနေကြတဲ့လေပေါ်မှာလူများနဲ့စိုးရင်တကြီးဖြစ်မင်းမြတ်နေကြတဲ့သူတို့ကိုအသေးချာကြည့်လိုက်တဲ့အခါဖိုးခွေးနေထိုင်တဲ့ရွာမှာဖြစ်နေပါတယ်ကျွန်တော်ဘာဖြစ်သွားလဲမသိလိုက်ဘူးဗျာငါတို့တွေချောင်းဝရွာကိုအာယုံစွန့်အမိသွားရင်နဲ့မင်းရဲ့လှေကိုတွေးလို့ကြည့်လိုက်တော့ဒီပေါ်မှာမှောက်ခုံဖြစ်နေပြီးကျွန်တော်တစ်ဖက်ကရေထဲကိုတွဲလောင်းကျနေတယ်မင်းကွာမိချောင်းအဆွဲမခံရတာကန့်ကောင်းတယ်မင်းခုအိမ်ပြန်ချင်းပြန်မပြန်ချင်းငါတို့နဲ့ချောင်းဝကိုလိုက်ခဲ့မင်းကိုကြည့်ရတာတိတ်မဟန့်ဘူးဟုတ်တယ်ဖိုးခွေရွာမပြန်သေးရင်လေငေါင်းနဲ့လိုက်ခဲ့ပိုက်ဖော်ကြီးမှအိမ်ပြန်တော့မယ်ဗျာဖြစ်ပါမလားဟဲ့ကောင်ဖြစ်ပါတယ်ဦးမိုးဖြစ်ရင်လည်းပြီးရောကွာမင်းကိုတတိလေလာအောင်မနေ့ခေါ်လိုက်ရတာတရားနာဖို့နောက်ကျနေပြီဟေးသွားကြရအောင်လေများထွက်သွားတဲ့အခါမှာချောင်းရီကိုလက်ခုံးနဲ့ခတ်ပြီးမျက်နှာတက်လိုက်ပါတယ်ချောင်းဝရွာမှာပြန့်နှံ့လာတဲ့တရားသချင်းတန်ကအာယုံတက်ချိန်နဲ့ပဏ္ဏရကကြက်တည်ရှိနေပါတယ်မင်းညကအဖြစ်ပြက်ကအိမ်မက်မဟုတ်ကြောင်းဖိုးခွေသိပါတယ်ထိန်လန့်စရာအကြောင်းကိုထပ်မတွေးချင်တော့သဖြင့်မျက်နှာပေါ်မှာရေများကိုပစိုးဖြစ်တုပ်လိုက်ပြီးပိုက်ဖော်ရန်ပြင်ဆင်လိုက်ပါတော့တယ်ဖိုးခွေပိုက်မချဖြစ်သည်မှာနှစ်ရက်ခန့်ရှိပါပြီချောင်းဝထိတ်အနီးမှာပိုက်ချထားပါလျက်နဲ့ငါးသေးငါးမွားတကောင်တလေမှပင်မပါလာတဲ့အပြင်ပိုက်တစ်ခုလုံးသုံးစားမရအောင်စုပ်ပြဲသွားခဲ့ပါတယ်မိချောင်းတိုးပါကလည်းပိုက်ပြဲတတ်ပါတယ်ဒါပေမဲ့လည်းပိုက်တိုးမိတဲ့မိချောင်းကငြိမ်သက်နေမှာမဟုတ်ပဲရုန်းကန်နေပါလိမ့်မယ်ကြောက်လန့်ပြီးတတိလစ်သွားတဲ့ချိန်မှာပိုက်တိုးလိုက်ခြင်းလည်းဖြစ်နိုင်တယ်လို့ဖိုးခွေကောက်ချက်ချလိုက်ပါတယ်ပိုက်တစ်ခုလုံးသုံးစားမရအောင်စုပ်ပြတ်သွားတဲ့အတွက်ပိုက်ချဖို့မဖြစ်နိုင်တော့ပါတခြားတနေရာသို့တွားရောက်လေးလာပြီးအခြေချတော့မယ်လို့စိတ်ကူးလိုက်ပါတော့တယ်ထားမအေးသေးဘူးလားမအေးချင်သေးဦးမေစိတ်ထဲမကြပါနဲ့သားရဲ့တခြားအလုပ်တစ်ခုခုလှုပ်ရှားလဲရတာပဲအခြားနေရာသို့ပြောင်းပြီးတော့လှုပ်ရှားကြမယ်မေဒီရွာမှာလောက်ကင်စားတာအဆင်မပြေတော့ဘူးခိုးနေရကိုဒေတာပဲကောင်းပါတယ်သားရဲ့အခြားနေရာမှာလောက်ကင်စားတောက်ဖို့ဆိုရင်အရင်နေလို့တယ်ကိုနေရာမှာဆိုဘသူစီမဝင်လုံးထမင်းတနတ်တော့စားရပါသေးတယ်ဘာမှတွေးမနေပါနဲ့အမေအဆင်ပြေသွားပါလိမ့်မယ်အမေအချင်းလည်းအိတ်တော့လေ
မီးကွက်ကိုမီးတက်ပြီးမှအိမ်နော်စိတ်ချပါမေခြေတော့ကိုတယောက်ယောက်ကဆွဲကင်လိုက်တယ်လို့ဖြစ်သွားတဲ့ဖြစ်ဖိုးအိမ်နေရာမှာနိုးလာပြီးချင်းရဲ့ဘက်ကိုကြည့်လိုက်ပါတယ်ချင်းရဲ့ဘက်မှာပူကွာကွာနဲ့မဲမဲတရံများကိုမတဲမကွဲမြင်လိုက်ရတဲ့ဖြစ်အိမ်နေရာမှာထားထိုင်လိုက်ပြီးနဘေးမှမီးခွက်နဲ့မီးချစ်ကိုလက်ဖြစ်လှမ်းယူလိုက်စင်မှာထိုအရာကဖိုးခွေအနီးသို့တရွေ့တိုးကပ်လာနေပါတယ်မီးချစ်ကိုအမြန်ဆန်းပြီးမီးခတ်ကြည့်လိုက်တဲ့အခါမျက်လုံးဟောက်ပတ်နဲ့ကိုပီလီရဲ့မျက်နှာကြီးကိုမြင်တွေ့လိုက်ရပါတော့တယ်ကျမ်းမြေမော်တို့လက်တစ်ဖက်ထောက်ပြီးလာနေတဲ့ကိုတစ်ပိုင်းပြက်ကြီးကိုမြင်လိုက်ရတဲ့အခါကြောက်လန့်တကြားအော်ဟစ်ပြီးတဲပေါ်မှာပြေးဆင်းရပါတော့တယ်အမေကဲပါဦးဗျာတဲတကားကိုတွန်းဖွင့်ပြီးအောက်သို့ဆင်းလိုက်စင်မှာတစုံတစ်ယောက်ကခြေထောက်ကိုဖမ်းဆွဲလိုက်တယ်လို့ဖြစ်ပြီးတဲပေါ်မှာဇောက်ထိုးမိုးမြော်ပြုတ်ကျသွားပါတော့တယ်တားလီဖိုးခွေးအော်တန်ကြောင့်ဖိုးခွေးရဲ့မိခင်နိုးလာပြီးအိမ်ရှိသို့ပြေးထွက်လာချိန်မှာဖိုးခွေးကညီတိုးမှမဖြစ်တဲ့အတိုင်းတဲပေါ်သို့ပြန်တက်နေပါတယ်တားဘာဖြစ်တာလဲကျွန်တော်အိမ်မက်နေရမေဖះတော်သေးတာပေါ့တားအော်တန်ကြားလိုက်လို့ဘာများဖြစ်တာလဲဆိုပြီးအမေပြေးထွက်လာတာကျွန်တော်ဘာမှဖြစ်ပါဘူးအမေပြန်ရတော့နော်အေးပါတားရဲ့ဘာမှဖြစ်တာတော်သေးတာပေါ့တားလည်းအိတ်တော့နော်ဘာမှတွေးမနေနဲ့ဟုတ်ကဲ့မေမိခင်ကြီးအခန်းထဲသို့ပြန်ဝင်သွားပြီးအချိန်တော်ကြာတဲ့အခါမှာဖိုးခွေးတယောက်တဲပေါ်မှာဆင်းသွားပါတော့တယ်မမြင့်ကြီးဖြိုးမမြင့်ကြီးဘာသူလဲခဏလေးလာစမ်းပါဦးဗျာအေးကြီးလို့ပါမနက်3 နာရီချိန်လောက်မှာအိမ်ရှိမှခေါ်တန်ကြားလိုက်တဲ့ဖြစ်မမြင့်ကြီးအဲ့နေရာမှာလူလဲထပြီးတော့အိမ်ရှိသို့ထွက်လာပြီးတကားမဖွင့်သေးပဲမေးလိုက်ပါတယ်ဘာသူလဲကျုပ်ပါဗျအချိန်မရှိဘူးတကားမြက်ဖွင့်စမ်းပါအချိန်မတော်အိမ်ရှိမှရေတကြီးခေါ်နေတဲ့အတန်ကိုမမြင့်ကြီးရင်းနီနီကြားဘူးနေပါတယ်ဒါပေမဲ့လည်းတကားမဖွင့်ရတဲ့ဖြစ်တကားကိုအသာဟပြီးချောင်းကြည့်လိုက်တဲ့အခါအိမ်ရှိမှရပ်နေတဲ့ဖိုးခွေးကိုမြင်တွေ့လိုက်ရပါတယ်ဖိုးခွေးအချိန်မတော်ကြီးဘာကိစ္စရေးတကြီးရှိလို့လဲနေအမေတခုခုဖြစ်လို့လားအရေးကြီးလို့လာတာပေါ့ဗျာမမြင့်ကြီးကတကားဖွင့်လိုက်တဲ့အခါဖိုးခွေးကအိမ်တကားဝါသို့ရောက်နေပါပြီဖိုးခွေးနေဘာဖြစ်လာတာလဲမမြင့်ကြီးကျွန်တော်ဖိုးခွေးမဟုတ်ဘူးဗျပြီးလီပါတရောင်းစားငါ့ကိုနောက်ဆရာများထင်နေလားတကယ်ပြောနေရပါမမြင့်ကြီးဖိုးခွေးရဲ့ကိုယ်ထဲကိုကျွန်တော်ခဏဝင်နေတာသွားဆန်းဟာမနေ့ကမှနေမေရောဥက္ခရာရောငါတိုင်ပြောမယ်နော်တကားပိတ်ဖို့ပြင်နေတဲ့မမြင့်ကြီးရဲ့လက်ကိုဖိုးခွေးဆုပ်ကန်လိုက်တဲ့အချိန်မှာမမြင့်ကရုံးကန်ပြီးအော်ဟစ်ဖို့ကြိုးစားတော့လေရုံးကန်၍မရတယ်လို့အတန်လဲထွက်မလာခဲ့ပါကျွန်တော်ပြောတာကိုခဏနားထောင်ပေးပါမမြင့်ကြီးကိုဘဲဖို့1400လာချေပြီးမော်တော်မမီလို့ဖိုးခွေးကို6ယောက်လိုက်ဖို့ခိုင်းတာမှတ်မိပါပေါ့ဖိုးခွေးပြောနေတဲ့စကားမှန်နေသဖြင့်မမြင့်ကြီးကြောက်လန့်ပြီးခေါင်းတစ်ချက်ညှိပြလိုက်ပါတယ်ဖိုးခွေးကအတော့စားကင်းနဲ့လူရိုးလူအေးလေးဆိုပြီးကျွန်တော်ယုံကြည်ခဲ့တယ်ချောင်းဝရောက်ခန့်ဒီမှာကျွန်တော်ရဲ့ခေါင်းကိုလော်တက်နဲ့အဆက်မပြတ်ရိုက်တက်ခဲ့တယ်နှစ်ချက်မြောက်ထိကျွန်တော်သိနေခဲ့တယ်နောက်တော့ဘာမှမသိတော့ဘူးဖိုးခွေးကျွန်တော်ရဲ့ဆွဲကြိုးနဲ့လက်စွပ်ကိုချုပ်ယူသွားတယ်ကျွန်တော်နဲ့တူပါလာတဲ့ဘဲဘူးပေးရမယ်ငွေ9 သိန်းကျော်ထည့်ထားတဲ့ပတ်စံအိတ်ကိုပါယူသွားတယ်ဖိုးခွေးကိုရွာထဲလာရှာတဲ့အခါလူနီးတယောက်ကရွာထဲမဝင်ဖို့တားတယ်အကျိုးအကြောင်းမေးကြည့်တော့မှကျွန်တော်တည်သွားပြီဆိုတာသိခဲ့ရတယ်ကျွန်တော်ရဲ့ဆွဲကြိုးကိစ္စမရှိဘူးမမြင့်ကြီးလက်စွပ်ကလက်ထက်လက်စွပ်ငွေတွေကလည်းဘဲတိုင်ဦးစိုးမြင့်ရဲ့ငွေတွေပဲသူ့ကြောင့်ကျွန်တော်မိသားစုဒုက္ခရောက်နေရပြီ
ကျွန်တော်ပြောတာယုံမှမမိမကြည့်ကျုပ်စီယာခမည်းချိထားတဲ့2000လဲပြန်မဆက်ပါနဲ့တော့ဖိုးခွေးပြောနေတဲ့စကားများကိုနားထောင်ရင်မမိမကြည့်ကြက်သီးမွေးကြီးများထလာပါတော့တယ်ကိုပီလီထံမှငွေ2000ချိထားတဲ့ကိစ္စကိုဘယ်သူမှမသိပါဘူးဖိုးခွေးပြောဆိုနေတဲ့လေယူလေသိန်းနဲ့အခေါ်အဝေါ်ပြောဆိုတွေဟာကိုပီလီရဲ့လေယူလေသိန်းနဲ့အခေါ်အဝေါ်တွေဖြစ်နေပါတယ်ကျွန်တော်ကူညီပါဗျာငွေတွေကိုဖိုးခွေးဘယ်မှာဖွက်ထားတယ်ဆိုတာကျွန်တော်မသိဘူးငွေတွေပြန်တွေ့ရင်ဦးမြင့်စိုးကိုပြန်ပေးလိုက်ပါလက်စွပ်ကိုတော့ကျွန်တော်မိမကိုပြန်ပေးလိုက်ပါဆွဲချိုးကိုရောင်းပြီးကျွန်တော်အတွက်အလှလုပ်ပေးပါကျွန်တော်ကိုစာရွက်နဲ့ခဲတံဖြစ်ဖြစ်ဘောဝင်ဖြစ်ဖြစ်ပေးပါကျွန်တော်ပြောခဲ့တာတွေကိုစာနဲ့ရေးပေးပါမယ်အဲ့ဒီစာကိုဥက္ခရရဲ့လက်ထဲကိုရောက်အောင်ပေးပါခမရဲ့အိမ်ထဲကိုကျွန်တော်ဝင်လို့မရဘူးစာရွက်နဲ့ရေးစရာတစ်ခုသာယူလာပေးပါမမီမေကြီးဟာခေါင်းညိတ်ပြလိုက်ပြီးအိမ်ထဲသို့ပြန်ဝင်သွားပါတော့တယ်မယုံလို့မရဘူးမမီမေကြီးဖိုးခွေကတေးစားရှင်းစားတောင်ရေးတတ်တဲ့ကောင်မဟုတ်ဘူးဒီစာထဲမှာအိတ်ထဲကပတ်စံယူတက်ကိုလည်းတိတိကျကျရေးထားတယ်ဆွဲကြိုးနဲ့လက်စွပ်ပုံစံရောအလေးချိန်ရောအတိအကျရေးထားတယ်လက်မှတ်ကလည်းပီလီရဲ့လက်မှတ်ဟာကျမလည်းကြောက်တာပဲသိတော့တယ်အဖရဲ့တင်ထွေးဘဲတိုက်ကိုစိုးမြင့်ကိုစာရေးပေးလိုက်မယ်အဖော်တရားခေါ်ပြီးတော့အမြန်သွားဖို့ပြီးစမ်းကွာရွှေရွာထုံးနဲ့လိုက်သွားမှာလားဖချောင်းဝဥက္ခရာကိုသိန်းတန်ကိုငါကူကြီးတောင်းတယ်လို့ပြောပေးပဲတောင်တစီခေါ်တော့ကွာဟုတ်ကဲ့ပါကျော်မင်းတို့ကဖိုးခွေကိုသွားဖို့ငါနဲ့လိုက်ခဲ့ကြဟုတ်ကဲ့ပါကြီးပါဥက္ခရာဦးဖေဆိုးတို့ဖိုးခွေအိမ်ကိုရောက်လာတဲ့အခါဖိုးခွေကိုမတွေ့ရပါဘူးဖိုးခွေရဲ့မိခင်ကိုမေးမြန်းကြည့်တဲ့အခါမနဲ့အိယာထကြရမတွေ့မိကြောင်းပြောပြပါတယ်ရွာနဲ့ချောင်းရုံတစ်လျှောက်လိုက်လံရှာဖွေကြတော့လေဖိုးခွေရဲ့ရေအောင်ကိုပင်မမြင်တွေ့ကြပါအဲ့ဒီနေ့လယ်အချိန်မှာဘဲတိုင်းကိုမြင့်စိုးနဲ့အတူရဲတပ်ဖွဲ့ဝင်များရောက်လာကြပြီးဖိုးခွေကိုရှာဖွေကြပြန်ပါတယ်ဖိုးခွေကို3ရက်တိုင်ရှာမတွေ့သဖြင့်ဘဲတိုင်းဦးမြင့်စိုးဟာဖိုးခွေကိုဖန်စီပေးနိုင်တဲ့သူဟာစုငွေ9000ချီးမြှင့်မယ်လို့စုငွေထုတ်လိုက်ပါတော့တယ်စုငွေထုတ်ထားတဲ့အတိုင်းဖိုးခွေရဲ့တည်င်းအစနာကိုပင်မကြားရသဖြင့်ဖိုးခွေတယောက်ငွေထုတ်ပိုက်ပြီးတခြားနေရာကိုတင်းရှောင်သွားတယ်လို့အားလုံးကထင်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းဖိုးခွေပျောက်ဆုံးပြီး9ရက်တင်းပြည့်တဲ့နေ့မှာတော့ကိုပီလီရဲ့လောင်းတွေးရှိခဲ့တဲ့နေရာမှာအရင်မှပြတ်နေတဲ့လူတယောက်ရဲ့လက်တစ်ဖက်ကိုတွေးရှိခဲ့ကြရပါတယ်အဲ့ဒီလက်တစ်ဖက်ရဲ့လက်ဖြံပေါ်မှာဆေးမင်းကြောင်ရေးထိုးထားတဲ့တက်တိဆိုတဲ့စလုံးကိုမြင်လိုက်ရတဲ့အခါမှာတော့ဖိုးခွေရဲ့လက်ဖြစ်ကြောင်းတရွာလုံးကထောက်ခံခဲ့ကြပါတယ်ဖိုးခွေတယောက်ညီတို့ညီပုံတေဆုံးသွားခဲ့တာကိုတဦးတယောက်မှမသိကြသလိုပျောက်ဆုံးနေတဲ့ငွေတုံးနဲ့ကိုပီလီရဲ့လက်ဝတ်လက်စားများကိုလည်းရှာမတွေ့ခဲ့ကြပါဖိုးခွေရဲ့မိခင်ကဖိုးခွေတေဆုံးသွားခဲ့တာကိုမယုံကြည်ခဲ့ပါဖိုးခွေရဲ့လက်တစ်ဖက်ကိုတွေ့ပြီး3ရက်မြောက်နေ့မှာချောင်းဝါယာနီးချောင်းဆက်မှာမိเจ้าတကောင်ပလက်လန်ပြီးတေဆုံးနေသဖြင့်အရေးကိုလိုချင်ကြသူများကတေယူပြီးဝမ်ပိုက်ကိုခွဲလိုက်တဲ့အခါမိเจ้าတွင်းမှာရည်ရွယ်ပုတ်ပွားနေတဲ့လူတယောက်ရဲ့ခနာကိုပိုင်းစများနဲ့စုပ်ပြဲနေတဲ့ပစိုးကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီပစိုးဟာဖိုးခွေပျောက်ဆုံးနေတဲ့ညကဝစ်စင်ခဲ့တဲ့ပစိုးဖြစ်ကြောင်းဖိုးခွေရဲ့မိခင်ကိုယ်တိုင်ဝန်ခံခဲ့ပါတော့တယ်ဖိုးခွေကမိเจ้าကြိုက်ခံရပြီးတေဆုံးသွားခဲ့သည်မှာတေချာသွားပြီဖြစ်တော်လဲငွေအိတ်နဲ့ကိုပီလီရဲ့လက်ဝတ်လက်စားများကိုလည်းရှာမတွေ့သေးတာကြောင့်ဦးမြင့်စိုးကအမှုမပိတ်သိမ်းသေးပါတေဆုံးသွားတဲ့အတိုင်းတန်တရားခံဖြစ်ရှိနေတဲ့ဖိုးခွေကမိခင်ဖြစ်သူကိုအိမ်မက်ပေးပြီးကိုပီလီကိုတတ်ခဲ့တဲ့အချိန်မှစပြီးသူမြည်တုံမြည်ပုံတေဆုံးခဲ့ကြောင်းပြောပြခဲ့တယ်လို့ငွေအိတ်နဲ့လက်ဝတ်လက်စားများဖွက်ထားတဲ့နေရာကိုပါပြောပြခဲ့ပါတယ်ဖိုးခွေရဲ့မိခင်က
ကျေးရွာဥက္ခရာအားအိမ်မက်အကြောင်းအတိပေးပြီးဖိုးခွေပြောတဲ့အတိုင်းအိမ်နောက်ဖက်မှစင်အိုးကိုဖယ်ပြီးတူးဆွကြည့်တဲ့အခါငွေအိတ်နဲ့အတူကိုပီလီရဲ့လက်ဝတ်လက်စားများကိုတွေ့ရပါတော့တယ်အနိဌာဖလားဆိုတဲ့မကောင်းတဲ့အကျိုးအားအခုဘဝမှာရောနောက်တန်နေရဘဝမှာရောကောင်းချိုးမပေးဘူးဗျသူတစ်ပါးပစ္စည်းကိုခိုးတာကအာဒိဏဌာနခံကျူးလွန်တာဖိုးခွေကသူတစ်ပါးအသက်ကိုပါတတ်ပြီးပစ္စည်းပါယူတာဆိုတော့ပါဏာတိပါဏခံကိုပါကျူးလွန်မိပြီကာမဖလားကံကံရဲ့အကျိုးတိုင်းခံရတာပေါ့ကိုသိန်းနိုင်ရဲ့ကိုဖေဆိုးပြောတာမှန်ပါတယ်သူမိမတဲ့ကလေးတွေဒုက္ခအကုန်တော့ပြီးဒီလဲဘယ်ကျင်နေပါမလဲဗျာဒီလိုဖြစ်မျိုးဆိုတာကိုယ်တိုင်မကြုံဘူးရင်ယုံဖို့တိတ်မလွယ်ဘူးဗျပီလီယာဖိုးခွေရဲ့ခနာကိုယ်ထဲဝင်ပြီးညီမကြီးကိုတွားတွေ့တယ်သူတက်ခံရတဲ့အကြောင်းကိုလွန်စေပတ်စီပြောပြပြီးကျွန်တော်တို့ကပါစာနဲ့အတီးပေးခဲ့တယ်အကုန်လုံးလုပ်ပြရနဲ့ချောင်းထဲကိုခုန်ချသွားတယ်တဘောကတော့ဖိုးခွေကိုတတ်ဖို့ပေါ့ဟုတ်တယ်ကိုသိန်းတယ်ဖိုးခွေရဲ့ဝင်းကြီးကတနေရာခနာကိုဝင်စီးထားတာကပီလီဆိုတော့ပီလီလို့သမျှဖိုးခွေခံရတာပေါ့ပီလီချောင်းထဲခုန်ချသွားတာကိုဖိုးခွေမြင်ပေမဲ့ဘာမှမတတ်နိုင်ဘူးဆိုတယ်သူ့ခနာကိုမိချောင်းကိုက်နေရကိုလည်းဘာမှမတတ်နိုင်ဘူးသူတည်သွားပြီးတော့မှမိချောင်းကိုပြန်တတ်ခဲ့တယ်ခတ်တာကဖိုးခွေရဲ့မအေးတွေပြပတာကိုပဲအမှန်ယူနေရတာဟုတ်တယ်မဟုတ်ဘူးဆိုတာနှက်ကောင်းနှက်ပြက်တွေပဲသိလိုက်မယ်ကိုဖေဆိုရေကိုသိန်းနိုင်ပြောတာလက်ခံပါတယ်ဒါပေမဲ့သူဖွက်ထားတဲ့ငွေနေရာကိုအတိအကျပြောပြရည်လေဗျာတော်ရုံလူဆိုရင်တော့ယုံချမှာမဟုတ်ဘူးဗျာမအေးတင်ကိုပဲတနာမိတယ်ဖိုးခွေကိုပဲအားကိုးနေရှာရတာဖိုးခွေမရှိတော့စားရေးတောက်ရေးဘယ်လိုလုပ်မလဲဗျာကိုမြင့်စိုးကမအေးတင်အတွက်တသိန်းကျော်ပေးမယ်ဆိုလားကြားမိတယ်ပေးတယ်ဆိုရင်တော့ကျွန်တော်တို့ပဲစီစဉ်ပေးရမှာပေါ့ဗျာကိုရွာသူရွာသားဆိုတော့လေပြစ်ထားလို့မှမရတာအတော်မိုက်တဲ့ဖိုးခွေဗျာလောဘစိတ်ဆိုတာအင်မတန်ကြောက်ဖို့ကောင်းတယ်ဗျာလောဘစိတ်ကိုခြေခံပြီးမှဒေါသစိတ်မောဟစိတ်တို့ကပ်ပါလာပြီးတော့လိုက်လာကြတာဒါနဲ့ဖိုးခွေရဲ့လှေကိုဘယ်လိုလုပ်ကြမလဲခမရလဲကြားပြီးပြီထင်တယ်ညဆိုရင်ချောင်းထဲမှာအစုံဆန်သွားနေတာဆိုလားကြားတာပေါ့ဗျာအဲ့ဒီလေကိုမနှက်ဖြန်ကြရင်ဖြတ်ပြီးတော့မီးရှို့လိုက်ပါမယ်လေဘိုးတော့ကျွန်တော်တို့ပဲစုပေါင်းဆက်ပေါင်းပေးရမှာပေါ့ဗျာမအေးတင်ကရောလက်ခံရဲ့လားလက်မခံလို့မှမရတာလေဗျာကောင်းပါတယ်ဗျာလှုပ်တင်တာလှုပ်တာပဲဖိုးခွေးသားမိုင်လုံးမကြီးခဲ့ရင်အားလုံးအေးချမ်းချမ်းနေရမှာအာကူတိုကန်ကြုံမဲ့ချိန်ရောက်လာတော့လေပီလီယောဖိုးခွေးပါမရှောင်လဲနိုင်ကြတော့ဘူးနှစ်ယောက်စလုံးကပြူခဲ့တဲ့ကံတိုင်းအနိဌာဖလားဆိုတဲ့မကောင်းမှုအကျိုးကိုခံစားသွားကြရတာပေါ့ဗျာနောင်လာနောင်သားတွေအတွက်တော့မသားစရာဇလန်းတစ်ပုဒ်ပေါ့အမှန်ပဲဗျာပိတ်သက်ကြီးတို့ရေဒီနေ့မှတင်ဆက်ပေးခဲ့တာကတော့စာရေးသူဆရာလူးဟန်ရေးသားထားတဲ့ပရလောကဇလန်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ